မြန်မာငွေ6သိန်းဝန်းကျင်ပေးရတဲ့လက်ဆက်ပြီးအရသာရှိလို့နဲ့ပင်လယ်စာနဲ့အစစ်မြက်အမဲသားတွေကိုပေးထားတဲ့အချိန်အတွင်းဘလူတန်အောင်ဘူဖေးစားသွားလဲဆိုတာအဆုံးထိကြည့်ကြည့်လိုက်ပါဦးဆိုင်မှာအမဲသားလဲနာမည်ကြီးတာမို့လို့အယောက်20စာအမဲသားအလွှာတွေထပ်တိုးမှလိုက်ပါတယ်စားချိန်ကုန်သွားလို့ထပ်မှလို့မရတော့တာနဲ့နောက်ပူဖေးဆိုင်ဒီဇိုင်းထပ်သွားဖို့ပြင်ဆင်လိုက်ပါတယ်